ဒါကျွန်တော်တို့ဦးစင်းအရှိဦးဥစားပြီးတော့နာမည်ကိုတုံးသက်တယ်ပူဇော်မှာဖြစ်ပါတယ်ခင်ဗျာဦးစင်းကြားလို့ရတယ်ဦးကြားလို့ရတယ်ဦးစင်းကနေပြီးတော့ရှေ့ကဥစားပြီးတော့နာမည်ကိုတုံးသက်တယ်ပူဇော်မှာဖြစ်ပါတယ်ခင်ဗျာနှစ်ဆက်လေးပြည်စီဒီဦးလေးနဲ့အောင်ပြီးလေအောင်ပြီးလေကျွန်တော်တို့ရှေ့သွားနေပြီးတော့ကျွန်တော်တို့ဒီမှာဆရာတော်ကဥစ္စာပြီးတော့နောက်ကနေကျွန်တော်တိုင်းသားညီကိုမောင်မရဟောခဏလေးနော်ခဏလေးကျွန်တော်တို့လဲနေမှာပြပါနော်ဟောကျွန်တော်တို့ဒီနေ့ညဆိုရင်တော့အစုံလာပြင်းနေနော်ကျွန်တော်တို့ဒီလူလူနဲ့နဲ့လေးမှာကျွန်တော်တို့ထိုင်းနိုင်ငံမှာလာရောက်ကြတဲ့တိုင်းသားညီကိုမောင်မအလို့ရှင်လူမများညီငယ်ညီမငယ်လေးများကစက်ရုံလက်ရုံဒီမှာနော်တိုင်းသားညီကိုမောင်မများအားလုံးကနေပြီးတော့ကျွန်တော်တို့ရဲ့ဗရိညောင်မင်းကြီးကိုသုံးပတ်ပတ်လေပူဇော်တာဖြစ်ပါမယ်ဗျာYeah.